လူကြီးမင်းတို့ခင်ဗျာဒီုံနိုင်ငံရဲ့အရင်ဆန်ဆုံးမျိုးဖြစ်တဲ့ဂျုံချင်းမျိုးကနေကြိုဆိုပါတယ်ဒီနေရာကတကယ်ကိုထူးခြားဆန်းပြလွန်ပါတယ်ရထားတွေကတန်လန့်အတိုင်းတွားယုံတင်မကပဲအဆောက်အဦတွေထဲကိုပါတိုးဝင်ဖြတ်ထမ်းမောင်းနေနေတာပါဒါအပြင်ဓာတ်ဆီဆိုင်တွေကိုအဆောက်အဦခေါင်မိုးပေါ်တွေမှာတီးဆောက်ထားပြီးကားတွေကလည်းအဲ့ဒီအပေါ်မှာဘာမှမဖြစ်တယ်လို့မောင်းနေကြပါတယ်ယူစရာကြီးလို့ထင်ရပေမဲ့ဒါဟာတကယ်အရှိတရားပါပဲဂျုံချင်းဟာလူဦးရေ30တန်းကျော်နေထိုင်တဲ့တောင်ပေါ်မြို့တော်ကြီးတစ်ခုဖြစ်ပါတယ်ဒီမြို့ကိုတီးဆောက်ထားပုံကတကယ်ကိုအံ့ဩမင်သက်စရာပါပဲတင်ဟာမြင်းကြီးထက်မှရက်နေတယ်လို့ထင်နေပေမဲ့ခြေလမ်းအနှဲငယ်လမ်းလိုက်တာနဲ့တင်ဟာ29ထပ်အမြင့်ကနေအောက်ကိုငုံကြည့်နေရတာဖြစ်ပါလိမ့်မယ်။ဒါကြောင့်လည်းဒီမြို့ကိုပါကုကစားလို့မရတဲ့မြို့လို့ခေါ်ကြတယ်လို့ GPS တွေတောင်လမ်းမားကုန်တတ်ပါလေ။လမ်းတွေကလည်း 3D ဝင်းကဘာအီလို့တစ်ခုနဲ့တစ်ခုအထက်ထက်အကွေ့အကောက်တွေနဲ့ပြည့်နေနေတာပါ။ဒီမြို့ရောက်ရင်တော့ GPS ကိုအလုံးအယုံမယုံကြည်ပါနဲ့။ရှေးရအဆောက်အဦတွေကညာဘက်မှာလင်းထင်နေပြီးအခြားတစ်ဖက်မှာလည်းကောင်းကင်ရံကိုထိုးဖောက်မဲ့ Cyber Pink Style ခင်မီကောင်းကင်ရံအဆောက်အဦကြီးတွေရှိနေပါတယ်။ဒါတွေအားလုံးကတမျိုးတစ်ဖုံပေါင်းဆက်အလုပ်လုပ်နေတာဟာတင်တခါမှမမြင်ဘူးတဲ့မြင်ကွင်းမျိုးပါပဲဒီမျိုးဟာတဘာဝတရားနည်းပညာနဲ့မျိုးပါဒီဇိုင်းတွေကိုတခြားဘယ်နေရာနဲ့မှမတူအောင်ပေါင်းဆက်ထားပါတယ်တောင်တန်းတွေထဲမှာတိဆောက်ထားတဲ့ကူတွေရေတခွင်တွေနဲ့ရှေးရောင်းစခန်းတွေကိုတောင်ထိပ်တွေပေါ်မှာတွေ့နိုင်ပြီးအောက်ကိုငုံကြည့်လိုက်ရင်တော့အလွန်စီကားလာတဲ့မျိုးပြကြီးကိုမြင်တွေ့ရမှာပါခက်ခဲတဲ့မြင်းမျက်နှာတွင်ပြင်မှာတောင်အဆောက်အဦတွေကိုတဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်တော့ဒီဇိုင်းထုတ်ထားတာကငကိုးကားတွေကရှိနေတယ်လို့ပါပဲညဘက်မှာတော့တမျိုးလုံးဟာနီယုံမီးအောင်စုံတွေနဲ့လှပနေပြီး drone မီးပြပွဲလေးကကောင်းကင်မှာပုံထနဲ့အမျိုးမျိုးဖော်ပြနေတာကဖော်ပြလို့တော့မရနိုင်ပါပဲကဲသင်ရောဘယ်လိုထင်လဲဒီလိုမျိုးမျိုးကိုသင်ရောချစ်မိသွားပြီလား